တကယ်တော့မင်းသားလေးဟာတမင်အဖမ်းခံခဲ့တာဖြစ်ပြီးမိခင်ကြီးကိုတွေ့ဖို့အတွက်အခုလိုမျိုးအချင်းထောင်ထဲကိုကိုယ်တိုင်ဝင်ရောက်လာခဲ့တာပါတယ်။ညဘက်အရောက်မှာတော့ထောင်ဆောင်တွေကိုအိပ်ပျော်သွားအောင်မော်အစွမ်းနဲ့ပြုလုပ်လိုက်ပါတဲ့။ပြီးတော့သူ့ရဲ့အစွမ်းနဲ့အချင်းထောင်တော့ကိုဖွင့်လိုက်ပြီးတော့မိခင်ကြီးကိုခေါ်ကထွက်ပြေးသွားကြပါတဲ့။သူ့အမိကိုဖမ်းဆီးချုပ်နှောင်ထားတဲ့တန်ချိုးတွေကိုတော့ထောင်အဆောင်တွေကိုပြန်လည်ချီနှောင်ထားခဲ့ပြီးတော့နောက်ကနေလိုက်ဖမ်းလို့မရအောင်တခါလေးချုပ်နှောင်ထားခဲ့ပါတဲ့။နောက်ဆုံးမှာတော့သူတို့မိသားစု၃ယောက်ဟာပြန်တွေ့သွားပြီးတော့တယောက်နဲ့တယောက်ဖတ်တွေကအရန်ကုန်မှပျော်ရွှင်နေခဲ့ကြတာပေါ့။တစ်ဖက်မှာတော့ဘယင်းကြီးကသူ့ဖမ်းခိုင်းထားတဲ့အကြောင်းတယောက်မှလာပြီးရှောက်တင်တာမျိုးမရှိအကျိုးအကြောင်းမကြားရတဲ့အတွက်တခုခုမူမမှန်ဘူးလို့ခံစားလိုက်ရပါတဲ့။အဲဒီအခါမှာမိဖုရားကြီးရောထပ်ပြီးတော့ဖမ်းခေါ်လာတဲ့မင်းသားလေးရောလွတ်သွားပြီလို့သိလိုက်ရတဲ့အခါမှာတော့မင်းကြီးဟာအရှမ်းကိုစိတ်တူသွားခဲ့တာပေါ့ကွယ်။ဒါကြောင့်သူကိုယ်တိုင်လိုက်ဖမ်းမယ်ဆိုပြီးတော့ရင်းဘက်တွေကိုခေါ်ပြီးတော့ထွက်လာခဲ့ပါတဲ့။သူဟာလူ၃ယောက်ကိုပဲဖမ်းရမှာဖြစ်ပေမယ့်သူ့မှာရှိတဲ့စင်တက်ကြီးတစ်ခုလုံးကိုခေါ်လာခဲ့ပါတဲ့။နောက်ဆုံးမှာတော့ဒါအဖ၃ယောက်ကလည်းအဝိုင်းခံထားလိုက်ရပြီးတော့ဘာလို့ရမှန်းမသိအောင်ဖြစ်သွားခဲ့ပါတဲ့။ဒါပေမဲ့မိသားလေးကငကားပြည်ကြီးပေးခဲ့တဲ့ဦးချိုကိုသူတို့ရှောက်နေတဲ့အဆောက်အုံဘေးပပတ်လေးကိုကြည့်လိုက်ပြီးတော့မန်းမှုတ်လိုက်ပါတဲ့။အဲ့ဒီအခါမှာတော့အဆောက်အုံပပတ်လေးမှာကြီးမားတဲ့ပြကြီးတစ်စင်းဖြစ်ပေါ်လာပြီးတော့ရေတွေနဲ့ဖုံးလွှမ်းသွားခဲ့တော့တာပေါ့ကွယ်။ဘေးပပတ်လေးမှာရှိတဲ့စစ်သားတွေအကုန်လုံးကလည်းရေတွေကိုမျောတဲ့သူကမျောဆုပ်ဆုပ်ပြက်ပြက်နဲ့ဖြစ်တဲ့သူကဖြစ်နေအတော်လေးကိုဒုက္ခရောက်နေကြတော့တာပေါ့မိကြီးတွေနဲ့ဖြစ်တဲ့အခါမှာလဲရေတိုင်းကြီးစီကိုမကြော်နိုင်ပဲနဲ့အခက်တွေ့နေကြရပါတဲ့ကွယ်ဒါပေမဲ့ဘာယာနဒီတိုင်းပြည်ကမိကြီးကတော့သူ့ရဲ့အစွမ်းတွေနဲ့ဖြတ်ကျော်လာပြီးတော့တိုက်ခိုက်ဖို့အတွက်လုပ်ပါတဲ့ကွယ်အဲ့ဒီချိန်မှာပဲမင်းသားလေးဟာနောက်ထပ်အစွမ်းတစ်ခုကိုတုံးပြီးတော့ငကားတွေပေါ်ထွက်လာအောင်လှုပ်လိုက်တဲ့အချိန်မှာအင်မတန်ကြီးမားတဲ့ငကားကြီးတွေကမြေကြီးကနေထွက်ပေါ်လာပြီးတော့မြေကြီးနဲ့တိုက်ခိုက်ကြတော့တာပေါ့ကွယ်ဒါပေမဲ့ဘာယာနတိမြေကြီးကအရင်ကမှအစွမ်းထက်တဲ့အတွက်ငကားတွေအကုန်လုံးကိုလည်းတက်ပြေးလိုက်နိုင်ပြီးတော့ပြစ်တစ်ခုကိုလည်းသွေးရောင်လွှမ်းသွားအောင်လုံနိုင်ခဲ့ပါတဲ့သူဟာအဲ့လိုလုံနိုင်ခဲ့ပေမဲ့လေသူ့ရဲ့စွမ်းအားတွေအကုန်လုံးကိုဆုံးရှုံးလိုက်ရပြီးတော့နောက်ဆုံးမှာတော့ငကားသွေးတွေနဲ့နှီးရဲနေတဲ့မြေအောက်ခြေကိုတင်းမြုပ်သွားခဲ့ပါတော့တဲ့ကွယ်သူဟာရှေးအောက်ကငကားပြည်မှာဖမ်းဆီးခံထားရပြီးတော့နောက်ဆုံးမှာတော့သူ့ရဲ့အသက်ကိုချမ်းသာပေးဖို့အတွက်စံသားတို့သားဖာရီစီမှာတောင်းပန်နေရတော့တာပေါ့သူ့ရဲ့စီးစိမ်တွေနဲ့ရှာတူးအာနာတွေအကုန်လုံးကိုစွန့်လွတ်မယ်လို့လည်းပြောနေခဲ့ပါတဲ့ဒါပေမဲ့စံသားကတော့ဒါတွေကိုလုံးဝမလိုချင်ပဲနဲ့သူ့ရဲ့ဇနီးသေးနဲ့အတူတူသားအဖ၃ယောက်ကိုဒုက္ခမပေးဖို့ကိုပဲတောင်းဆိုလိုက်ပါတဲ့နောက်ဆုံးမှာတော့သူတို့တွေဟာပြည်လိမ်မှုကိုရရှိသွားကြပါတဲ့တကားဦးချိုကိုမြေပြင်ပေါ်စိုက်လိုက်တဲ့အခါမှာတော့ရေတွေအလုံးခန်းချောက်သွားပြီးတော့တကားတွေရဲ့အလောင်းတွေကလည်းပေါ်လာခဲ့ပါတဲ့တစ်ဖက်မှာတော့ဘာယာနဒီစစ်သားတွေရဲ့အလောင်းကလည်းတောင်းလို့ရလို့ဖြစ်နေရောတာပေါ့ဒါနဲ့စံတာကလည်းမကောင်းဆိုးဝါးတငယ်ချင်းစီကရရှိလာတဲ့မော်တုတ်တန်အစွမ်းနဲ့ကောင်းကင်ကိုညွှန်ပြလိုက်ပြီးတော့အကုန်လုံးကိုပြန်ပြီးတော့အသက်ပြန်ရှင်လာအောင်ပြုလုပ်လိုက်ပါတဲ့အဲ့ဒီခါမှာတကားမင်းကြီးကလည်းသူ့ရဲ့အပေါင်းပါတွေနဲ့အတူရှေးအောက်ထဲကိုပြန်သွားပြီးတော့စစ်သားတွေကလည်းသူတို့ရဲ့မြို့ကိုပြန်လဲထွက်ခွာသွားကြပါတဲ့ဒီလိုမျိုးအစွမ်းတွေကိုပြင်လိုက်ရတဲ့အခါမှာဘာယာနတိမင်းကြီးကလည်းအရန်ကိုအံ့အားသင့်သွားပြီးတော့သူတို့သားဖာတွေကိုမြို့တော်ကိုပြန်ရအောင်လုပ်ပြီးတော့တရားမျှတမှုပြန်လဲရှာဖွေကကူညီပေးမယ်လို့ပြောလိုက်ပါတဲ့ဒါနဲ့သူတို့လည်းဒီမြို့မှာအစီအစဉ်တွေချမှတ်ပြီးတော့ရီတော်နဲ့တော့မတရားသိမ့်ပိုက်ထားတဲ့မြို့တော်ကိုစစ်ချီတက်လာခဲ့ကြပါတဲ့ကွယ်